အားလုံးပဲမင်္ဂလာပါနော်ကျမရဲ့ Adult Mind Channel လေးကနေကြိုဆိုလိုက်ပါတယ်ညနေခင်းတစ်ဖြက်မှာတပည့်မြစ်ကလေးကိုဘယ်လိုဖုတ်မလဲဘယ်လိုမျိုးစားရလဲဆိုတာလေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဟုတ်တယ်မကောင်းလားကြောက်ပါဘူးသူကြောက်တဲ့ဟာလေးမကောင်းတာဆိုမှတော့မွေးပဲနေလို့မကြည့်ကြဘူးဟိုအဲ့ဒါထားမလားဘယ်လိုထားခုနေခေါ်လိုက်အောင်ပေါ်ရအောင်ပေါ့ဘာဒီနေရာနာတော့ဒီမှာ3ရောင်းချန်ထားရ9ချောင်းမယ်ပေါ့ဒီကပြောင်းလေးရပါဘူးပုံမှန်နေဖုတ်ထားတယ်လေဖုတ်ထားတာကောင်းတယ်မကောင်းဘူးကောင်းပုတ်ထူးကြတာပေါ့ဟုတ်လို့လားဟုတ်ရဲ့ကောင်းမပုတ်သေးဘူးကောင်းပုတ်ပြောင်းမှုဒီဘာနဲ့အချမ်းပြေဒီလေးဆောင်အချမ်းပြေလားတော့ရမလားကွာနော်ဆွဲထုတ်လိုက်တာညဟုတ်လားဘာကိုင်းရအောင်လို့မဖြတ်တယ်အခုခွန်ဒီတော့လန့်တက်ပြီလားဖွာလားဟမ်အခုကလက်မီးမိမှာပေါ့အဲ့လိုမျိုးကြတော့နေတော့မြိုက်တာပေါ့အင်းင်းကခေါင်းကြအောင်အေးလို့ထားလိုက်လေဖွာတန်းစီပြီးတော့မရဘူးလားမွေးလားအမရဆောင်တော့အမကလည်းမကြီးကလည်းဝချမ်းအမကလည်းဒီမှာအဲ့လိုထားတယ်ပြီးဘူးချက်သွားမြင်သားပဲမြင်နေအဲ့ကြက်တယ်လားကွာကြက်တယ်ထားရတယ်အဲ့ကြထားမှာဒါလေးတော့ဘေးနားထားလိုက်မယ်လေရမလားဟမ်ထားရဒီတော့မြင်ကြတယ်ကောင်းကြောင်လို့ကောင်းနာအဖျားနည်းနည်းပြန်ပြီးရင်ကြက်တယ်ကောင်းနာမှာကောင်းမနာသူ့အချိန်နဲ့ဆိုတော့ကြက်တော့ပါတယ်နော်ကောင်းမနာရင်ဖျားရမှာမနှက်ဘူးတော့ဟုတ်အဲ့လိုလားကောင်းကအမြင့်တင်ငါကျွန်းသွားဒီနာဒီရှိသူ့ဟာပြုတ်ကြလာတာကွာမှာဒီကျွန်းဖုတ်တာဒီကမလို့ဖုတ်တာအေးဖုတ်တာမွေးလို့မွေးလေနော်ဟိုကပြုတ်တဲ့ခါကျသူ့ရဲ့အရေးတန်းကထွက်သွားတာဖုတ်တဲ့ခါကျသူ့အတိုင်းပဲသူလေကြက်ချင်းလည်းကြက်သွားရောကျိုးလေးနဲ့စီးပြီးတော့ဒီလိုဝက်ချမ်းလေးနဲ့ဒီလိုညှက်ကြတော့လက်မှာပဲပေါ့လေစီးရမလားစီးမလားမသိတော့ဘူးဒါပြီးဒါပြီးကြက်ပြီးအဲ့ဒါကြက်ပြီးဒါဘယ်လိုညုံโอเคယူမလားโอเคโอเคခေါ်လားမသိဘူးလာဝင်ကြလေဗျ两斤菜呀，两泡菜，我这还要别泡菜的，咦呢？ဟုတ်လားပြန်ဖုတ်တာလည်းယူသွားပြန်ဖုတ်စားလည်းယူပါလေဆောင်းယူသွားရောမွေးတဲ့နဲ့ချောင်းညီနဲ့ချောင်းမနဲ့ချောင်းငါဒီမှာတစ်ချောင်းစားဖွာစားလို့ရလားဖွာယူလောင်းလေရတယ်လေအများကြီးစားလို့မရဘူးဖွာဟိုတနေ့လည်းအများကြီးစားလို့ဝမ်းရှော့ထားတာဖွာသူကြက်လို့တာဖွာတာလှဲဦးမလားလက်ကြမ်းပြန်ဟုတ်လက်လောင်သွားလက်လောင်ဒီစီတာတန်ထားလားဆိုတော့ဒီတို့နှလိုက်ရလက်လောင်နှလိုက်ပြီုံးထားလိုက်နတ်ရောင်းမှာပါဖះဆောက်ခွာလားအဲ့လို
လက်တော့မဲတယ်နော် ပြန်ဆေးလိုက်တော့ ဒီလိုလေးဒီလိုလေးအဲဒီကအမရရပေါ်ဘောကအနုရတယ်ရောဒီလိုဒီလားရမထိတ်ကဒီမှာအကွဲကြောင်းလေးပါထိတ်ကခွဲလိုက်ဒီမှာအကွဲကြောင်းလေးပါတယ်လို့ ဟုတ် ရလိဒီလိုလေး ထိထားတယ်လို့ပါမဟုတ်နော်ထိကခွက်လိုက်မှာ ခွဲလိုက်ခွဲပြီးဒီရင်းကနေချိုးရင်းကနေချိုး မစားတော့တယ်မွေးညာပဲပေါ့မွေးရဟုတ်ထားဟုတ်ထားဖြစ်တော့じゃမွေးရ မွေးတာတစ်မျိုးစီးတာတစ်မျိုးလေ နော် ဒီဟိုပြုတ်ပြီးလိုက်တာမသိဘူးလေဖွဲတယ်ကြီးပါ ဟုတ်တယ် ဒီမှာဒီလိုခွာလိုက်အောင်ဒါမှအတန်လေးအဲ့ရနေထွဲလိုက်ပြီးထားမယ်ပါ ဟောဒီရနေဟုတ်တာလက်ထတာမဟုတ်လားဖွာ ဟုတ်ဘူး လက်ထတာလား ဒီမှာလေးဒီလိုကြိုက်တာဒီလိုလာတာတတိစီပြင်းတူမြုပ်လိုက်တယ်တတိစီမြုပ်တယ်မြုပ်လိုက်တော့တတိစီကနေအညောင်ထွက်ပြီးဒီလိုထွက်လာထွက်လာဒီမှာပြီးတော့အဲ့ဟုတ်တာကြ ဟောဒီ ဒီရက်ကြအားပြီးအညွန့်နေထွက်လာ ဟော ညွန့်မှထွက်တယ်ဟုတ်ပဲငေါ့မှာညွန့်ပြီးတညွန့်ထွက်သွားပြီး ဟော လုံးပေါ်လာ လိုထတာ ရော့ဒီလိုသားဒီလိုသားရော့အဲ့လို လို့ငါလည်းအမြင်လေးတွေထွက်တယ်မဒါမစားဘူးလို့တော့စားဘူးလို့တော့ထားလိုက်ပါတော့ လာဖို့လည်းရဘူးလေ ကျွေးတော့ညီနောက်ကြလာဟောလာကြရညွှန်ချလာလားဟာ အဲ့လိုလေးချိုးတော့အဲ့ထဲကရှည်ရင်အမြင်ထွက်မှကြနည်းနည်းတိုးလေးချိုးသားလို့ဟောလို့နောက်ပြီးတော့ကြဒီလိုလေးကြရမမီဒီထားကြ ဝါစား အဲ့လိုကြဆွဲလို့လားဟုတ်ဒီမှာကြီးအမသမီးကလည်းအခုမှညာမြလာလဲဦးတာ အဲ့ ကြာ လိုသူကတပည့်မြတ်မသားဘူး တို့တော့ မိလား စားဘူးဟာ ဆောင်းပါပါဟိုရင်တော့ အဲ့တော့ဖွာအသေးသေးရှင်းပြတယ်ငါ့ကိုမစားဘူးတဲ့ခလေးလိုမျိုးအသေးသေးရှင်းပြတယ်ခလေးလေးပေါ့ဖွာနဲ့တွေ့တော့မီးဆိုတော့လည်းခလေးလေးတွေဖြစ်တာပေါ့ အိမ်အောင်မကြသေးရင်ကလေးတဲ့နော်အိမ်အောင်ကြပြီးရင်လူကြီးတဲ့အိမ်အောင်ကြသွားရင် မညင်လူကြီးကကောက်ခွာစား လိုက်ရောက် ခလေးဆိုတော့ဖွာခွာကြည့်ရစား ကျောင်းနေတော့လား တိုင်းတစ်ခါမှသမီးကြော ဟာမရဘူးငါ၄၅ကျောင်း တိုင်း ဘာအများကြီးစားလို့မရအောင်တော့ အဲရင်းမြစ်ပဲ ဟောခုနှစ်ချောင်းမဲ့သားတယ် ပြီးတော့ဖွာအ ဒီ များ နှစ် ကြီး ချော စား င်းကနှစ်ချောင်း နှစ်ချောင်းယူပါရော့ ဟာလေ ခုနှစ် ဒီ ချော က င်း နှစ်ချောင်းယူပါငါတို့နှစ်ချောင်းရပြီလေ ဘေဘီနှစ်ချောင်းဆိုတယ် ဒီမှာဒါအဖွားထွားထားပြီးပြီးသားဟာနော်ဒီမှာအစင်တဲ့ဒါလေးတွေကပြီးရင်ရတောင်လို့ပြမယ်ဒါလေးရတောင်လို့ရ ဒီလိုခွာရတယ်ဒီပင်နဲ့ဟာ အဲရင်းမြစ်ဆိုရ ဟုတ်ပြီအဲ့လိုခွာ အဲ အဲ့လိုခွာ အဲရင်းမြစ်ဆိုရတာတော့ အဲလုံးမဲပြီးလည်းငါ အဲ့ တို့ လိုခွာပြီးအဲ့လိုသား အဲ့လိုခွာပြီးအဲ့လိုသားပြီးတော့ဒီလိုလေးခွဲဒီမှာအကြောင်းလေးပါတယ်သူခွဲဖို့အတန်ထွက်ဖို့အကြောင်းကပါပြီးသားဒီမှာသူကကြီးလိုက်ရင်လိုက်ဒီကြားထဲကနေအဲ့ဒီတန်လေးကထွက်လာတာထရွက်ကလေးတွေဖြစ်လာတာငါမြည် ဟုတ် အာဒီချမ်းမြေအပါပေါ့ပင်မောက်တာ အဲ့လေဒါလည်းပြောတာပေါ့ အဲ့ဟုတ်တာမနှုတ်ခွဲနေထမ်းမဖြစ်လာမှာကိုယ်ကနှုတ်ပြီးရောက်တော့တပင်းမြင့်ဆိုပြီးစားကြ အဲ့ဒါလည်းသမီးထမင်းနေစားနေပါထမင်းအဲ့သမီးမြင်နေ နော် မြင်ရတော့လို့မှာဖွာ ရော တကလေးစားဝါစားဖွာစားလေ ရောပါ တော့သမီးတော့ဖွာစားမြစ်တွေကိုခွာပြီးတော့သူရတယ်ဗောနော်အခွန်လေးတွေဒီမှာမီးပေါ်ပြန်တဲ့ခါကျတော့6ပြီးမီးပြန်ဖြစ်တာဗောနော်မီးပြန်မှုရပြောင်းမှုဖုတ်ထားရတော့မယ်မီးချိန်နဲ့ဖုတ်ထားရတာသူရတဲ့ဟာအုံထားရတာဆိုတော့ဟုတ်ရောစီလေးနဲ့စားလေးနဲ့မလို့လားအဲ့ကောင် မစီး ဘာ စမ်း လို့ကြည့်မလား မစီးစမ်းမကြိုက်ဘူးခွာ ဟုတ်လား ကျန်းကြိုက်တာ ရောပါ တော်နေမအများကြီးပဲလေပါတော့ ရော ဆက်ပါဖွာစား ရောပါ တော့ဟိုမင်းကောင်းနေမှစကောင်းမနှကောင်းတော့ရှိရတော့ဖွာစား ရောပါဟိုမှာလည်းညီရတယ်ဒါလေးမထူပါဘူးငါလေး လို့ချိုးอ่ะမြင်းလေးတို့ထုတ်အဲ့လိုချိုးတာမရှိတော့ဘူးနော်ပူချိန်မရှိဘူး ရပြီတက်ကင်လို့ရမယ်ထင်တယ် ဟောတယ်ဟုတ်ပါပြောင်းမှဟိုပြုတ်တိုင်းပေါ့အားရှစ်ဆွာပြီး အခွန်နဲ့ဖုတ်တဲ့ခါကျတော့ဗာလဲသူအစီလေးလည်းမနာတော့ဘူးเนาะဖာနော်ဟုတ်ရင်လေအခွန်ချုပ်ပြီးနှွားအခွန်ချုပ်ဖုတ်တယ်ဆိုအစီလေးရနာရလေဂျိုးတူဝါ ဟုတ်တယ်ဟုတ်ပါဒါကအထက်မြစ်ထဲကဦးတိုင်းလေးပေါ့ဦးတိုင်းလေးကိုအလဲတက်ကခွဲလိုက်တယ်ဆိုရင်ဒီလိုမျိုးလေးလောက်ခွဲပြီးဖြည်းဖြည်းချင်းသူ့ကိုဒီလိုမျိုးတစ်လစ်ချင်းကိုသူ
အဲ့လိုမျိုးခွာလို့ရတယ်ခွာလိုက်တဲ့ခါကျရင်အဲ့လိုမျိုးဖတ်ကလေးကဒီလိုမျိုးလေးပေါ့နော်ထမ်းရွက်ကလေးပေါ့ထက်ရွက်ကလေးကတို့လေးပေါ်လာတယ်အဲ့တော့သူတို့လေးအမြင်ကြီးခွဲပေါ့နော်သူကတော့သူ့အကြောင်းနဲ့သူခွဲရင်ပြတ်ခဲ့ပါတယ်အဲ့ဒါလေးထမ်းရက်တောင်ရှိသေးတယ်လေ အဲ့ဒါ ဟိုးလောင်ကိုတော့ ထမ်းပင်အပင်ပေါက်မှာဟိုးထိကအနုလေးကိုခုတ်လိုက် အင်းလေ အဲ့ဒါလောက်တာဒီလိုဟာလောက်တာ အင်းသိရလေဒါပေမဲ့ ထမ်းပင်ဟုတ်တယ်ထမ်းပင်တောင်ဟုတ်တယ်ထမ်းပင်အဲ့ဒါမှတက်လိုက်တယ်တက်လိုက်ပြီးတော့ရွက်နုလေးကိုခုတ်လိုက်တယ်ခုတ်ပြီးတော့မှအဲ့လိုရက်တောင် ကျင်းအောင်ရက်တာလေနော် ဆောင်းလိုက်လို့ အဲ့ဒါလဲထမ်းရွက်နဲ့လောက်တာပဲနော်ဒါကလဲဒါမျိုးလေးတွေကနေပြီးတော့ကြီးသွားတဲ့ဟာမျိုးလေးပေါ့ ဒီထမ်းပင်တောင်ရိုက်ရအောင်ပါနော် ထမ်းမရဒီမှာဘွားပဲရှိပါမလို့ ဒီမှာမရှိဘူးနော် ရွာသွားမှာရ တို့ရသွားမှရှိမှာ ဟုတ်ပါထမ်းတော့မှာထရီချိုးလေးဘုတ်စရီကားလေးတောက်ချင်နေပင်ကြရည်လေးနဲ့ ခုကတုံးနေ အခုနေအော် ဘောင်းလာမှာပေါ်တော့ တပေါင်းလားဆိုဘယ်လားလေးဖြစ်သွားမလဲ ငါပြားတော့တဘိုးရဲပြားတော့ပြီးတော့တဘိုးရဲပြီးတော့တပေါင်းတစ်ခုပေါ်မှာထိုင်းနေဆို တပေါင်းတကူဆိုတော့3လပိုင်း4လပိုင်းဖြစ်သွားမှာပေါ့ ဒီလိုကြိုက်တဲ့ထိုင်းရီကားတွေလည်းလာရောက်နေဒီမှာဟိုသင်္ကကဟာဟေးယေကျူ အဲ့လိုမျိုးရရောင်းတာမတောက်ချင်ပါဘူးဖွားကလည်းဟိုရောဘက်မှာတောက်ခဲ့တယ်ပင်ကြရည်လေးတောက်ချင်ဒီလိုအပြည့်လေးရသွားပြီဆိုရင်တော့ဓမ္မမတစ်ချောင်းကိုယူပြီးရင်တော့ဒီလိုမျိုးလေးတစ်ခုကြားပါနော်တစ်ခုကြားဒီမှာနှစ်ခုရှင်တာတစ်ခုကိုအပေါ်တင်ခဏတစ်ခုအပေါ်တင်တစ်ခုအောက်ချတစ်ခုအပေါ်တင်တစ်ခုအောက်ချတစ်ခုအပေါ်တင်တစ်ခုအောက်ချအဲ့လိုမျိုးရက်တာပေါ့နော်ဒါတစ်ခုရပါတယ်ဒီလိုမျိုးလေးတစ်ခုရပါတယ်ဟောဆိုနောက်တစ်ခုအနေနဲ့လာမယ်အနောက်ကနေပဲစားရမယ်ပေါ်တင်အပေါ်ကဟာလေးအောက်ချစက်ညင်ဘက်လေးအရှိရကောင်းတယ်စက်ညင်ဘက်လေးလုပ်မယ်ပေါ့နော်အဲ့လိုလေးလုပ်ပါမယ်ဟဲ့ပေါ်တင်အောက်ချနဲ့တစ်ခုရအားဆိုရင်အရှိရကောင်းတာတစ်ခုဒီမှာနောက်ကောင်းတစ်ခုနဲ့ဟဲ့ဒီမျိုးလေးသူအဲ့ဆိုရင်နှစ်ခုလောက်ရက်ပြီးဆိုသူကလည်းအထာကျသွားပြီပုံလေးလည်းကျသွားပြီပေါ့ကဲအဲ့ဆိုရင်နောက်တစ်ခုသွားမယ်ထိတ်ဆုံးဟာလေးကိုယူမယ်ပေါ့နော်အဲ့ဆိုရင်ရက်တယ်ပေါ်နဲ့အောက်ချပါပဲလွယ်လေးမခတ်ဘူးပေါ်တင်အောက်ချအဲ့နဲ့ပဲမတစ်ခုရနော်နောက်ဆုံးတစ်ခုကဒီလေးရက်လိုက်မယ်ဒါဆိုရင်ရက်တောင်ရင်တစ်ချမ်းပေါ့နော်တကယ်ရက်တောင်တော့မဟုတ်ဘူးနော်ရက်တောင်နဲ့တူတဲ့ဟာမျိုးလေးပေါ့တစ်ချမ်းရသွားကဲနောက်တစ်ဟာကိုဆက်ပြီးတော့ရက်မယ်နော်ဆိုတော့သူကဒီတစ်ချောင်းလေးကအချောင်းနောက်ဆုံးကျန်အဲ့ဒါလေးတို့ပဲဆွမ်းတော့လည်းပဲပြန်ကွေးမယ်ကွေးပြီးတော့နောက်ကပဲရစ်မယ်ပေါ်တက်ခုအောက်တစ်ခုနဲ့ပဲသူလည်းမျိုးလေးတွားတာပေါ့သူလည်းဆိုစောနာကအရှိရဟာလုတ်ခဲ့တယ်လို့မျိုးလေးပဲပေါ်တစ်ခုအောက်တစ်ခုနဲ့လို့တွားတာမခတ်ပါဘူးအကွက်ကလေးပေါ်ဖို့ကြတော့လှလေးရရတာပေါ့နော်အဲ့ဒါဆိုရင်ညီသွားပြီတွေ့လားဆိုစောနာတော့ပြန်ဖြစ်သွားပြီဆိုပြန်ရက်လို့ရပြီနော်နောက်တစ်ရက်ကိုထပ်ပြီးတော့ရေးလို့ရရင်တော့ပိုကောင်းဆုံးပေါ့ဒါကဘယ်လောက်ရှည်လဲပေါ့ကြည့်လို့ရတာပေါ့နော်ဒါအခုဆိုရင်သူကရက်တောင်လေးရသွားပြီနော်အပေါ်တည်းအောက်တည်းနဲ့ရသွားပြီနောက်တည်းရှိမှာပေါ့နော်ဒါအညာဒေတာကနေကျွန်မလို့ဆိုရင်ဒီတပိမြစ်ကိုစားပြီးရက်လုံနေကြကစားစရာတစ်ခုပေါ့နော်ဆိုစနာလိုပဲနောက်ဆုံးတစ်ခုကျန်တာဖြစ်တဲ့ကောင်ပြန်ခောက်ချိုးမယ်ရနိုင်လောက်မလို့ထင်တယ်နော်စူးစမ်းကြည့်လိုက်ပါဦးမယ်အဲ့ဆိုထောက်ချောက်ရက်လိုက်တာအမကြည့်အဲဆိုအစုံဆုံးဖြစ်သွားတယ်ဒီကအစုံဆုံးကောင်လာတော့ကိုရောက်သွားပြီအဲ့ဆိုရင်တော်တော်ကတ်သွားပြီနော်ဒီနှစ်ခုပဲကျန်တော့ဆိုတော့ကျွန်မတို့ကဒိုးလေးပဲကတ်ပြီးချီလိုက်လည်းဖြစ်တယ်အဲ့ဆိုOh my god and then နောက်ဆုံးဆိုတော့လေအသက်မရက်ကလေးဖြစ်နေသူကချီရမှာပေါ့နော်ဒီလိုမျိုးလေးချီလိုက်တဲ့ခါကျဒါလေးရကြမလို့ကကြီးနဲ့ဖြတ်ပြမှာအဆင်ပြေမှာဒါလေးကဒီကောင်ကမာတယ်လေထိတ်ဆုံးဟာဒီကောင်ကအမာဆိုတော့လေသူကအဲ့လိုလေးတော့ရှိတယ်နည်းနည်းအဲ့တော့သူဒီမှာထွက်နေအမီလေးပေါ့နော်စောနာဟာလေးကျွန်မချုပ်လိုက်ပြီဆိုတော့ထွက်နေတဲ့အမီလေးတွေကနည်းနည်းမသက်မရဖြစ်နေအဲ့ဒါလေးကိုညှက်မယ်အဲ့ဒါမှဒါလှသွားမှာပေါ့နော်ဖြည့်စည်းနေမှာမဟုတ်ဘူးနော်ညံ့နေရ
သူကပညာပြအဲ့လိုခေကြီးလိုက်တော့နော်ပလတ်စတစ်ကြိုးလေးနဲ့ရှိလိုက်ရင်ဖြစ်တယ်ကြီးမလို့ပေါ့နော်လာလာပပလေးတတ်ရက်ကလေးဖြစ်သွားတာပေါ့ခုဆိုနော်ရတောင်လေးရသွားပြီအောက်ကအဆုံးတစ်ခေကကျိုးလေးချီထားပြီးသားပေါ့နော်ကျိုးချီထားပြီးဖြစ်တဲ့ရတောင်လေးပေါ့ဆော့ခစားတဲ့ရတောင်လေးပေါ့ဘယ်ရလဲဆိုတော့ထပ်ပြီးမြစ်ချရတောင်လေးရသွားပါပြီလာတယ်မဟုတ်လားကန်ကောင်းတာတခုကဒီနေ့လုတ်ပေးလိုက်တဲ့ထဲမှာတစ်ဖြက်နှစ်ဖြက်သုံးဖြက်ထိရတဲ့ဘယ်လိုကောမလဲတပေမြစ်ထက်အချောင်းလေးပေါ့နော်ထင်းရကလေးရတယ်ဆိုတော့လုတ်ပြမှာမို့လို့ထင်ပါရဲ့သူကအဲ့လိုမျိုးလေးရကျေးဇူးတင်ပါတယ် vlog လေးကိုအဆုံးထိရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်